ဟာအမလိုချင်တဲ့ဈေးတော့မရဘူးဗျလောက်ပါမောင်လေးရဲ့အမရာချင်းချင်းလေးပဲကျွန်တော်လုပ်ပေးချင်တာပေါ့ဗျာအမဟာကဘိန်းတုံဆိုတော့လေပစ္စည်းကရှားတယ်ဗျပြီးကြတော့ကျွန်တော်ကအညုံလဲခုမစားတတ်ဘူးဗျာရိုးတတပဲလုပ်ပေးမှာပါသိပါတယ်မောင်လေးရဲ့အမငွေရမ်းလို့နေလို့ပါနော်အမရာဒါတော့မှအမမို့လို့ကျွန်တော်လုပ်ပေးထားတာနော်ဒါပြန်ထုတ်ရင်ကျွန်တော်တို့ကြံမှာတော့မဟုတ်ဘူးဒိတ်ကအလွန်အောင်နေပြီမရာအေးအဲ့ဒါဆိုလည်းငါမောင်လေးပြောတဲ့အတိုင်းပဲပေါ့ကွယ်အမအတွက်အဆင်ပြေသွားတာပေါ့ဗျာကျွန်တော်ကရွှမ်းကြီးခွိုင်းကြီးလေးလုံးအောင်မှာဆိုတော့ကျွန်တော်တို့တော့မကြံပါဘူးဗျာဒါမဲ့လေကုသိုလ်ပေါ့ဗျာအမကြီးကျွန်တော်ကတော့ဒါပဲကြံပေးခြင်းတယ်ဗျာဖုံးတဲ့အလားကြီးဒီမှာနက်တွေဆိုလို့ရှိရင်နက်လက်ရအောင်မပါဘူးဗျာအော်စီအော်ပက်လေအကျွတ်မွတ်ထိုကြီးမှဒါလာယူလိုက်တော့ငါတူဒီဘိန်းနောက်ကပစ္စည်းရှားတယ်ဆိုဟာဘယ်လာမရာဒီဘိန်းတုတ်ကပစ္စည်းပေါ်လာမှတိုက်တဲ့နေရာဝင်းဝယ်လို့ရတယ်ပြီးကြတော့ဒီဘိန်းတုတ်ကတော့လူကြိုက်ရမ်းများတာနော်ကျွန်တော်မနက်ကတယောက်လာသေးတယ်အမဘာမဖြစ်ရင်သူ့ပဲခေါ်လိုက်ရမှာကျွန်တော်ယူမငါတူရဲ့ဈေးလေးနဲ့ကြည့်လောက်ပေးအောင်နော်ဟုတ်တာမလေးဈေးကတော့မလုပ်ပါနဲ့မအေးကျွန်တော်ဒါစီရနာကြီးလေးနဲ့ပဲလုပ်ပေးထားတာပါဗျာငါတူရဲ့ပပလေးတော့ရှော့လိုက်ပါအောင်ကျွန်တော်အလဲရနေပွဲသားကလည်းတပြားမှယူမထားဘူးဟိုဘက်ကအမလည်းဗျာနည်းနည်းလေးငွေလိုးလေးရနေကျွန်တော်ကုသိုလ်ပေါ့ဗျာချစ်ကြီးလေးနဲ့လုပ်ပေးထားတာအမအေးဓာတ်ရိုက်ပဲဟုတ်ပြီငါတူရဲ့ယူလိုက်မယ်ကဲပွဲဖြစ်သွားပြီမအေးမကတော့တန်ပါတယ်ဗျာဒီဘိန်းနဲ့ဒီဒိတ်ကတကယ်အဖို့တန်များအမစီလို့တော့အရန်ကောင်းတယ်မအေးကဲဗျာဘိန်းရှယ်ကြီးစိုးရောက်သွားပါပြီဗျာဘောဒီမမဟောဒီကဘောဒီမမမသွားပါပြီဘိန်းရှယ်ကြီးမကျွန်တော်စီမှာဝယ်ရတာစင်ပြေရလားပြောပြပါဦးစင်ပြေပါလေရောင်းစင်ပြေတယ်โอเคပါကျေးဇူးများကြီးတင်ပါတယ်နောက်လည်းလိုရရင်ကျွန်တော်စီကိုလာခဲ့လို့ရပါတယ်နော်ဟုတ်ဒီနေ့တော့တွက်ချေကြိုက်သွားပြီဟေးနောက်တော့ပိုက်